ထူပိုင်းပြန်ပေးတော့အေးတော့ကြားတယ်ကောင်းတိုင်းပြီကိုရီနာကိုရီစီရဲ့ကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နဲ့ဒီချိန်မှာလည်းသွင်းဖို့တကူထပ်ပြီးတော့သွင်းပြခဲ့ပြီဖြစ်ပါတယ်ဟိုပိုင်းကနေဆိုရင်ကျွန်တော်စောပိုင်းနေဆက်ခဲ့လို့ပဲအနေအများနဲ့ခိုက်တဲ့အနေပဲဒီမှာအသေးဥဆောင်မှုတွေတွေ့ရတဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ဥဆောင်မှုတော့ဝိုင်းသားကြီး7မိနစ်ကျော်မှတွေ့ရခဲ့ပြီဖြစ်ပါတယ်သူကကွင်းထဲမှာစီရပြည်သက်တွေအားပေးတယ်တကယ်ကိုရေကုန်စရာအပြည့်နဲ့မြန်မာဆောင်မိုင်းကတကယ်ကိုပဲအတက်စရာတခုဖြစ်နေကြရတယ်ဖြစ်ပါတယ်မြန်မာတင်ကတော့အရှင်ပြည်သက်တွေရဲ့အားပေးမှုနဲ့ပဲအထူးသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာရမှတ်တမတ်တော့ပဲမဟုတ်ပဲရန်လုံးပြေနိုင်ပွဲရန်လုံးပြေအကောင်းဆုံးပုံစံနဲ့အထူး19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြင်းထန်နေတဲ့ပုံရိပ်မှာတော့ရှိနေကြတာဖြစ်ပါတယ်ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရကြပြီဖြစ်တဲ့ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပြည်သက်တွေကတကယ်ကိုပဲပောက်ကွဲဆန်တော့ကျွန်တော်တွေမြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူထပ်ပြီးတော့မြန်မာယူဆက်ခွန်သင်းတက်တည်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပါတောင်ကမော်ဒီကပေးတော်ရင်မာတင်ပဲထူပိုင်းလက်ကမ်းပြီကိုဗီနာမာတင်ပွဲတော့အကောင်းဆုံးတကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့နာကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအမောပြေအတွင်းကိုတော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်မြန်မာအသင်းကတော့သူတို့ရဲ့အားသာတဲ့ကောင်းကင်မော်တွေအမြင့်မော်တွေနေပဲဒီချိန်မှာတော့ရရှိလာတဲ့ကောင်းကင်မော်တွေပဲဥဆောင်ကိုထပ်မံသိယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်မြန်မာအသင်းကသူတို့အနေနဲ့တကယ်အားသာတဲ့အနေထားနဲ့တုံးချနိုင်တဲ့အသင်းဖြစ်လေရက်တည်နေကြရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီရီယာအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာမြေတွေးပုံမြေတွေနေထားရတော့မြန်မာအသင်းရဲ့အသင်းကောင်းသောအောင်ဒီဟာရဲ့ပါနေမှုကိုလည်းမြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်မြန်မာအသင်းကဒီနေ့မှာတော့စီရီယာအသင်းကိုတကိုးနဲ့ဆက်လက်ပြီးတော့ဥဆောင်ထားနေစေလည်းဖြစ်ပါတယ်စောပိုင်းအောင်ပြည်အောင်ဒီဟာရှင်းထုတ်ထားတယ်နော်ကိုဟင်းဒီရဲ့ကျွန်တော်တင်ဆက်နေတဲ့ချိန်မျိုးမှာပဲ19နှစ်လောက်ဝေးကွာနေတဲ့တကယ်ကိုပြည်သက်တွေရောကစားသမားတွေရောလိုချင်နေခဲ့တဲ့အာရှမလားဝင်ခွင့်အိမ်ဘက်ကတကယ်ပဲဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ကိုကြီးဆိုရင်ပြည်သက်တွေရောကစားသမားတွေရောတကယ်ကိုဝေးကွာနေခဲ့ပြီဖြစ်တဲ့အာရှမလားဝင်ခွင့်ရောဒီနေ့မှာယူဆကွန်အသင်းဝင်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်တခွင်းလုံးဒီပါခွင့်ပြည့်လာရောက်အားပေးခဲ့တဲ့ပြည်သက်တွေရဲ့အားပေးမှုကတကယ်ကိုလုံးဝအလဟတ်တမဖြစ်ဘူးဆိုတော့ဒီနေ့မှာမြန်မာကစားသမားတွေအကောင်းဆုံးတက်တည်ပြပြီးတော့အာရှဗလာဝင်ခွင့်ကိုတော့အကောင်းဆုံးရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုရန်ဆိုရင်မြန်မာပြည်သက်တွေတကယ်ကိုပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုတော့ကျွန်တော်တွေထင်သာမြင်တွေ့ထားခဲ့ရလည်းဖြစ်ပါတယ်။ပြည်သက်တွေရဲ့အားပေးမှုကလည်းဝယ်ပြီးဆုံးချိန်မှာတော့ပုံမြိုင်ဆိုင်လာခဲ့သလိုကစားသမားတွေအနေနဲ့လည်းတကယ်ကိုပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုတော့ကျွန်တော်တွေမြင်တွေ့ထားခဲ့ရလည်းဖြစ်ပါတယ်ဒီနေ့မှာခြေစပွဲအောင်မြင်ဖို့တမတ်ပဲလိုတော့တဲ့အခြေအနေတစ်ခုမှာမြန်မာအသင်းတကယ်ပဲတမတ်ကိုရအောင်ယူပြီးတော့ခြေစပွဲကိုကောင်းကောင်းကြီးအောင်မြင်အောင်စမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်2006ခုနှစ်နောက်ပိုင်းပထမဆုံးအချိန်မြန်မာယူဆက်ခွန်အသင်းအာရှဖလားကိုတော့ဝင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်ဒါကြောင့်မြန်မာယူဆက်ခွန်အမျိုးသားအသင်းလာမယ့်2026ခုနှစ်ဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပပြုလုပ်မယ့်အာရှဖလားပြိုင်ပွဲကိုတော့အကောင်းဆုံးထပ်မံဝင်ရောက်ရှင်းပြိုင်သွားဖို့တော့ရှိနေကြတာဖြစ်ပါတယ်